ဖယုံသီးဟင်းလေးချက်ပါတယ်စားကြပါအောင်ရှင်ဒီနေ့တော့အမေနေမကောင်းဆိုတော့ဒီတစ်ခွက်သေးပဲချက်ပါမယ်ဒီတစ်ခွက်သေးပဲချက်တဲ့ဟာကိုကွယ်မီးကပြတ်သွားလို့မို့7 နာရီရလာတယ်9 နာရီမှပြက်တခြားဟင်းတွေချက်ပြီးတော့ဒီဖယုံသီးလေးချက်တော့မကြက်တော့ဘူးအဲ့ဒါနဲ့ပဲမီးလေးမှုေးပြီးတော့ဒီလိုလေးချက်ရပါတယ်ရှင်တက်လို့စားခြင်းတဲ့သူတွေဆိုလို့ရှင်လည်းတက်လို့လေးချက်လို့ရပါတယ်နော်ချက်သွန်ပြူစီလေးတက်ချက်သွန်ပြူချက်သွန်နီငရုတ်တီးအဲ့ဒါလေးကိုထောင်းပစုံကြောင်လေးထည့်ခြင်းနဲ့ဆိုပစုံကြောင်လေးထည့်တက်လို့တွေဆိုရင်တော့မထည့်နဲ့ပေါ့နော်အဲ့လိုမျိုးလေးထောင်းပြီးတော့ငရုတ်တီးလေးစားခြင်းငရုတ်တီးလေးရောထည့်ငရုတ်တီးမစားခြင်းလည်းငရုတ်တီးမထည့်နဲ့ပေါ့နော်အဲ့လိုမျိုးလေးချက်လိုလေးချက်လိုက်လို့ရှိရင်ရတာရှိတဲ့ဖယုံသီးဟင်းလေးတစ်ခွက်ရပါပြီရှင်ဖယုံသီးလေးကလေကျမလက်သီးစုပ်လို့တော့မရှိဘူးဖယုံသီးကအဲ့ဒါတယောက်စားညနေရောစားရမှာကုန်မလားတော့မပြောတတ်ဘူးမကိုရင်လည်းလာစားပေးကြအောင်ဘိုင်ဘိုင်